မင်္ဂလာပါချစ်တော်ပိသက်ကြီးများရှင်ပထမပိုင်းစီစဉ်မှာအခုတော့ကျမတို့မဟုတ်မြင့်မြင့်ခိုင်ပဲတင်ပြပါတော့မယ်ခုနကတော့အန်တီဆိုတော့အန်တီအခုအသက်ရွယ်နေဆိုအန်တီကကိုအသက်ကြီးပြီလို့ထင်တယ်အခုတော့စိတ်ထဲမှာငယ်တုန်းကဘဝလေးတွေပြန်ပြောရတဲ့အခါကျတော့လေရမ်းလဲနှုတ်ပြလန်းဆန်းသွားတယ်အဲ့တော့ကို့နာမည်လေးကိုစားပြပြီးမြင့်မြင့်ခိုင်လို့ပြောမယ်နော်အဲ့တော့မြင့်ခိုင်ရဲ့ပထမဘဝအစပေါ့အပိုင်းမှာအနုပညာလောကတွေကိုစပြီးရောက်ရှိပြီးတော့ဆရာဥပ္ပရဲ့သင်ကြားတင်မြှောက်မှုနဲ့အနုပညာလောကတွေမှာအောင်မြင်မှုတွေရခဲ့ပါတယ်အဲ့ဒီကားတကားနဲ့တော်တော်လေးကိုနာမည်လေးရလာခဲ့ပါတယ်အဲ့ဒီကားလေးပြီးတော့ဆရာစီမှာလူသားလင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားတို့ဘာလို့ရိုက်ကူးခဲ့တယ်မင်းသားမောင်တန်းဝင်းနဲ့နောက်ပြီးအဲ့ဒီကားလေးပြီးတဲ့ခါမှာမြင်းစုရုပ်ရှင်ကရိုက်ကူးတဲ့ဒရိုက်တာကိုကျော်နဲ့မုံစရာကြီးဆိုတဲ့ရုပ်ရှင်ဇာတ်ကားအဲ့ဒီဇာတ်ကားအဆိုတော်တွန်လေးသိမ့်နှံနဲ့ရိုက်ကူးခဲ့ပါတယ်အဲ့ဒီဇာတ်ကားတွေပေးတဲ့ကတော်တော်လေးကိုလက်ခံခဲ့ပါတယ်မြင့်မြင့်ခိုင်ပထမအောင်မြင်မှုကတော့အဲ့လိုကလေးဆန်ဆန်လေးတွေနည်းနည်းစွာတာလေးတွေပေါ့နော်ဆရာကလည်းပြောတယ်လေအမွေအလုပ်ရင်ဘယ်လိုချစ်စရာလေးဖြစ်အောင်အိုက်တင်လေးကိုလုပ်ရမယ်အဓိကစိတ်ထဲမှာပိဿကြီးကိုလေးစားတယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ငါအောင်မြင်မှုလေးကိုဘယ်လိုပေါ့နော်လုပ်ရမယ်ဆိုတာလေးကိုမွေးပြီးပါလို့ဆရာသင်ကြားခဲ့ပါတယ်ဒီမုံစီယာကြီးဆိုတဲ့ဇာတ်ကားမှာနည်းနည်းစက်ကော့လက်ကော့လေးသူကနိုင်ငံခြားသချင်းတွေကိုမှကြိုက်တတ်တာဟိုကဗမာသချင်းကြိုက်တတ်တာအဲ့ဒါလေးနဲ့မြင့်မြင့်ခိုင်ထပ်မံပြီးတော့အောင်မြင်မှုတွေရရှိခဲ့ပါတယ်နောက်ပိုင်းမှာလည်းမြင့်မြင့်ခိုင်မှတ်မိတဲ့လောက်လေးပြောရမယ်ဆိုရင်တော့မောင်ကြံရတဲ့စပယ်ကုန်းလို့เนาะနောက်ပြီးတော့ပြင်ဦးလင်အားစိန်တပွင့်ဦးကျော်ဟိန်းနဲ့လေစကားမျိုးတွေနောက်ပြီးတော့အပြန်တင်စားနောက်တကမရရတော့တခွေတကဘာဆိုတဲ့ရုပ်ရှင်စကားပေါ့เนาะစကားတော့မင်းသားကြီးအကိုကြီးဦးညုံဝင်းနဲ့ရိုက်ကူးခဲ့ပါတယ်အဲ့ကမှာတော့ထူးထူးခြားခြားတရုပ်ဆောင်ရတာတော့လေမိုင်းနေဖောက်ရတယ်အဲ့ဒမ်မီကိုဆောက်လုပ်တဲ့ခါမှာလေအဲ့တော့ဒီတောင်ဆောင်ကနေလိမ့်ကြရတာတွေဘာတွေအဲ့ဓာတွေကတော့အကြမ်းပန်းလေးထူးထူးခြားခြားလေးလှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီမှာရိုက်တော့ဆိုမရလေပလောင်တောင်ဆိုတော့ဝေးတော့လေပေါ်မှာတဲတဲ့နေရာနေရိုက်ကူးတဲ့နေရာလေဝေးတယ်လေအဲ့တောင်ပေါ်နဲ့ရိုက်တဲ့ရှူတင်နေရာနဲ့မေးတော့လေထမင်းကလည်းလာမပို့ပါအမှ3လရက်ထမင်းကလေနေ့တိုင်းငတ်တယ်ဒါမဲ့ပြောဖို့ကောင်းပါတယ်အလုပ်လုပ်တဲ့အချိန်မှာတယောက်နဲ့တယောက်လဲစီလုံးလုံးလေးနဲ့နောက်ကြပြောင်းကြတယ်ပြောစရာလေးတွေအရန်ကောင်းပါတယ်ပမရဲ့ကားလေးပြောရမယ်ဆိုရင်လေလိုက်တန်းပြေးတန်းဆိုတဲ့ director ဆရာဦးအောင်မင်းမြတ်ရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်အဲ့တော့ရုပ်ရှင်ဇာတ်ကားကြီးပဲဗီဒီယိုဆိုတာလည်းမပေါ်သေးဘူးလေမပေါ်သေးတဲ့ခါမှာကိုယ့်ရဲ့အမှုပညာကိုပေးသက်ကိုတင်ပြဖို့ဆိုတာဒီရုပ်ရှင်တစ်မျိုးပဲရှိတယ်ပေးသက်ရဲ့အရင်ထဲကိုရောက်သွားအောင်အဲ့လိုတွေစူးစမ်းပန်းစားနေကိုရန်အားထုတ်ခဲ့ရတယ်ဒရိုက်တာတွေတဲ့ပြောစကားဆိုတဲ့တသိမ့်သိနားထောင်ရတယ်အဲ့ဒီလိုက်တန်းပြေးတန်းဆိုရင်ဘာလဲဆိုတော့သူအရင်မင်းသမီးပေါ့နော်ကတဲ့အခန်းလေးတွေပါတယ်เนาะအဲ့ဒါလည်းအကတွေတင်ကြားခဲ့ရတာပေါ့เนาะအနုပညာကိုရဟန်းဝါသနာပါတော့အကတာလည်းဝါသနာပါတယ်အဲ့ဒီကားကိုရိုက်တဲ့ခါမှာလူဆိုးတွေကနောက်ကနေပြီးတော့မလိုတဲ့လူတွေလိုက်တဲ့ခါမှာအထောက်မှာပြေးတယ်ပြီးတော့နောက်ကနေတစ်ခါလိုက်လာတော့ရှေ့ဘက်ကနေပြန်ပြီးတော့ခုံဆင်းရမယ်လို့ပြောတယ်အဲ့ဘူတာရက်ပြီးတော့ကင်မရာမင်းတွေကအောက်ကနေရိုက်တယ်ရှေ့ဘူတာမှာအဲ့တော့ကင်မရာသွားတဲ့ခါမှာကိုကရထားသွားနေတော့မယ်လေရာဇယ်လေးလုံးလို့မရဘူးလေရာဇယ်လုံးလို့မရဘဲနဲ့သွားတဲ့ခါမှာပြေးဆင်းတဲ့ခါမှာဒါပေမဲ့စင်းလို့ပဲသူကပြောလိုက်တာလေကိုကလည်းလောက်ခိုင်းလို့ရှိရင်လုံမယ်ဆိုတဲ့ဟာနဲ့ပဲလေပြေးဆင်းလိုက်တယ်ပြေးဆင်းလိုက်တယ်မှာလေဘာလဲဆိုတော့နောက်တော့မှပဲ
သဘောပေါက်လာတော့ယထာရဲ့အချိန်နဲ့ညီကိုပြန်ပြေးဖို့လိုတယ်လေဆင်းလိုက်ခင်မှာခုံဆင်းပြီးတော့အဲ့လိုပြေးလိုက်ရတဲ့ခင်မှာမသိတဲ့ခင်မှာလူကလေတပတ်ကိုလဲအတွက်သွားတယ်အောက်ရောက်တော့လေကိုမနေပြန်ထိန်ပြီးတော့မှလေသူတို့စပစ်ဆိုအဲ့ဒီအချိန်နဲ့ပြေးသွားတော့မှအဲ့ဒါကင်မရာပေါင်းအောက်သူတော့အနေရကင်းစားနေရရှိသွားတယ်အဲ့တော့အဲ့လိုပေါ့နော်စွန့်စားပြီးတော့ရိုက်ခဲ့ရလေးရှိတယ်ခီးချမ်းနဲ့ပန်းသစင်တို့ဘာလို့ရိုက်တဲ့ခါမှာဟိုမြစ်ထဲမှာတချင်းဆိုပြီးလှေလို့ရတဲ့ခါလှေပေါ်လဲတခါမှမတက်ဘူးလှေစီးရတယ်လှေလှော်ရတယ်အဲ့တော့လှေကမလှော်တတ်တော့လှေကလေတပတ်ကြီးပတ်နေတာဟိုဘက်လှော်လိုက်တယ်ပတ်လိုက်ဒီဘက်လှော်လိုက်တယ်ပတ်လိုက်အဲ့နေရာလေတော်တော်ပေါ့နော်ဒီဟာနဲ့တဲ့နေရာလေးရောက်တယ်အဲ့တော့စွန့်စွန့်ဆာဆာလေးတွေအမှုပညာကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့အောင်မြင်မှုတွေရချင်တဲ့စိတ်တစ်ခုတည်းနဲ့အဲ့လိုတွေရိုက်ကူးခဲ့ရတယ်။အဲ့ကားမောင်းတဲ့ခန်းစရိုက်ဆိုတဲ့ကားကိုသေးသေးချာချာမောင်းတာမတင်လိုက်ဘူးလေ။မောင်းတာလေရှေ့မှာတက်ပြီးတော့မမြင်ဘူး။အဲ့တော့ပြီးဝင်တိုက်ပြီးတော့အဲ့ဒါမျိုးလေခဏကြုံခဲ့ရတယ်။အဲ့လိုပေါ့နော်အမှုပညာရှင်တွေကတကယ်ဇံဝင်မိပြီဆိုရင်ကိုယ့်ရဲ့အသက်ကိုယ်တောင်မှကိုလိုဘလို့မေ့အေးသွားပြီးတော့ဒီလိုလေးစွန့်စွန့်ဆာဆာနဲ့တရုပ်ဆောင်ခဲ့ပါတယ်။အော်မြင်းစည်းတဲ့အခန်းရိုက်တုန်းကလည်းမြင်းစည်းမတက်ခင်နေမြင်းစည်းတာကိုရိုက်ခိုင်းတဲ့ခါမြင်းပေါ်ကနေပြုတ်ကြအဲ့တော့နောက်ပိုင်းကျတော့ဖေဖေကနေပြီးတော့လေဒီမြင်းစည်းကလပ်မှာအတင်းဝင်ပြီးတော့မြင်းစည်းတွေတင်ခဲ့ရတယ်။တို့အဲ့လိုရိုက်ခဲ့တဲ့ခါဆိုလို့ရှိရင်မနေ့ဆိုရင်ဒရိုက်တာလေး9နာရီ6နာရီဆိုခေါင်းလောင်းတီဗီနှိုးတယ်။နှိုးတဲ့ခါမှာအဲ့ရနေရှူတင်ကို9နာရီခွဲလောက်ရောက်သွားတယ်။ဟိုရောက်တော့အဲ့တဲချောင်းထဲမှာ4-5ရက်လောက်ရဲ့ဒီကမှာလေထမင်းစားတဲ့အိမ်မှာပဲအလုပ်လုပ်ပြီးပြန်လာတော့တယ်ခဏလောက်ပဲနားပြီးထမင်းစားတော့တယ်ပြီးတော့ကားစိတ်ရိုက်တယ်ည7နာရီတကျူတီးပြီးတော့အိတ်ကောမနေ့ကျတော့9နာရီပြန်ထဘောနော်အဲ့ဒါကိုရပောင်းများစွာဖြတ်ကျော်ပြီးအဲ့လိုလေးပေါ့နော်ကိုယ့်ရဲ့ယူသွမှုအမှုပညာချစ်တဲ့စိတ်ကလေးနဲ့အဲ့လိုတွေအောင်မြင်မှုတွေလုပ်ခဲ့ရပါတယ်ကျတို့ရိုက်ခဲ့တဲ့ရုပ်ရှင်ကားကြီးတကားမှာအဲ့လိုမင်းသမီးတွေအများကြီးနဲ့လေအကယ်ဒမီကိုဝင်းဦးနဲ့အတူသူ့ရဲ့အဖေရတကူနဲ့တာခုံလုံးနဲ့ဆို8ကိုပဲရုပ်ရှင်ဇာတ်ကားယူရိုက်ခဲ့ပါတယ်အဲ့ဒီမှာဒေါ်မင်းမြင့်ခင်တို့ဒေါ်ချိုပြုံးတို့ဒေါ်ဆန်းဆန်းအေးတို့ဒေါ်နွဲ့နွဲ့မူတို့ဒေါ်တင်တင်နွဲ့တို့နောက်ပြီးတော့ဒေါ်စန္ဒာတို့မနော်ဇက်ပို့တွေလည်းအများကြီးပါပဲနာမည်ကြီးနေနဲ့ရိုက်ကူးခဲ့ပါတယ်ဦးဝင်းကကျတို့ပြောတယ်ဘယ်ကားမှမတူတဲ့တရုပ်ဆောင်မှုမျိုးကိုဒီမှာတရုပ်ဆောင်ရမယ်တဲ့ဒါအမှုပညာလောကထဲမှာမှတ်သားစရာလေးတစ်ခုပေါ့နော်ဒီနည်းနည်းလေးစဉ်းစားနေတာပေါ့လေကို့အခန်းနေသွားမလားเนาะမင်းသမီးတွေကလည်းအများကြီးပါတယ်ဆိုတော့ကျတို့ပြောတယ်သူ့ရဲ့အမှုပညာကိုယုံကြည်နဲ့ရိုက်ပါတဲ့သူဆိုလို့ရှိရင်ဒီကားထဲမှာဆိုရင်ကျတို့ကတခြားကားတွေမှာတရုပ်မှုဆောင်ဘူးတဲ့ character နဲ့တရုပ်ဆောင်ရမယ်တဲ့အဲ့ဒါဒီထဲမှာကျတော့ဇမင်းသမီးညင်မင်းသမီးမဟုတ်ဘူးเนาะဇမင်းသမီးဖြစ်နေတရုပ်ဆောင်မယ်ဇမင်းသမီးမှာယောက်ျားဇမင်းသားပေါ့နော်ဦးဝင်းဦးပဲအဲ့တော့ဇမင်းသမီးတို့ဟန်ပန်နေပုံထိုင်ပုံအဲ့ဓာတွေကိုလေ့လာမယ်သူကိုယ်နိုင်လေတည်တည်ချာချာသင်ပေးပါတယ်ဒီထက်မှလည်းပြောတာဆိုတာလေသူ့ရဲ့ character ကနည်းနည်းကြမ်းတမ်းတယ်ကွန်စားတယ်နော်စကားပြောလို့ရှိရင်တောင်းဒီမောင်းဒီနဲ့ပြောတယ်နောက်တော့ဖဲရိုက်တယ်ယောက်ျားကိုစကားပြောရင်လည်းဘာဖြစ်တယ်ညာဖြစ်နောက်ပြီးဆုံးကြယောက်ျားကိုပါးတယ်ပဲရိုက်တာတယ်ပဲအဲ့လိုတွေလုပ်တယ်လေကွန်စားတဲ့အခန်းဆိုတဲ့စကားပြောနေရင်နဲ့ကွန်ကရည်ဒီပါဇက်ထဲကနေထွက်သွားတာလို့အဲ့မှာတုတ်ပလိုက်တဲ့အဲ့ဒါဆိုအဲ့ဒီကိုတော်တော်ရို့လေ့ကျင့်ခဲ့ရတယ်တော်တော်လေးကျွမ်းကျင်ဖြစ်အောင်ဆရာဦးဝင်းကလည်းသင်ပေးခဲ့ပါတယ်သူကပြောတယ်မင်းသမီးတွေပဲတရုပ်ဆောင်တွေဘယ်လောက်များအခန်းနေတယ်များတယ်ဆိုတာနဲ့ကိုယ့်ရဲ့တရုပ်ဆောင်ခွက်ကဘယ်လောက်ရှိသလဲเนาะကိုလောက်ခွင့်ရသလားဒီကားထဲမှာဘယ်လောက်ထိကိုမတူတဲ့ character မျိုးကိုဘယ်လိုလောက်ခွင့်ရသလဲအဲ့ဒါလေးကိုပဲကြည့်ရမယ်ဆိုကြလို့အဲ့ဒီမှာနေပညာလေးတစ်ခုရလိုက်ပါတယ်ရုပ်ရှင်သွားကြည့်ပါလားသမရယုံကကောင်းနေတဲ့ကြည့်ပြီးပြီမခင်ကမန္တလေးနဲ့တပြိုင်တည်းပြတော့ကနေဆင်းကြည့်ပြီးပြီဘာလို့မွေးအောင်ဝါသနာမပါဘူးလားဒီနေ့နှစ်ပွဲတော်ရှိတယ်ဆိုပဲကျွန်တော်စိတ်တူတတ်တယ်
လောင်းကစားလူတက်လူတွေကြားတဲ့တော့ကြာရောက်သွားလို့ရှိရင်မခံရသေးနဲ့ရံဖြစ်နေမလို့မှာ လာဟာရင်သေးရောရှောင်းမကြည့်ဘူးလား ချစ်သူရေးမယ်ချစ်ဝဲလေဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ကျတို့စိတ်ထဲမှာတော်တော်လေးစူးစမ်းခဲ့ရတယ်ကျတို့ကားတဲ့အခန်းတွေဇမင်းသမီးကားတဲ့အခန်းတွေပါရိုက်တယ်ဆိုကျတို့3ကိုယ်ရိုက်ရတယ်လေ3ကိုယ်ရိုက်ရတယ်ဆိုတချင်းတစ်ဖို့ကိုကျတို့က3မျိုး3မျိုးကိုတင်ရတာလေ3ကရိုက်ရတဲ့အတွက်တချင်းတစ်ပုတ်တည်းကိုဒီဘက်ကတစ်ခုဒီဘက်ကတစ်ခုဒီဘက်ကတစ်ခုအဲ့တော့အကချင်းကမတူဘူးအဲ့ဒါမျိုးတွေကျတို့ပင်ပင်ပန်းပန်းနဲ့အကတွေကိုလေ့ကျင့်ခဲ့ရတယ်မင်းသမီးတွေအားလုံးရတယ်သူ့နေရာနဲ့သူအားလုံးစူးစမ်းကြပါတယ်ဒီလိုခက်ကလေဟိုဗီဒီယိုလည်းမပေါ်သေးဘူးလေနော်မပေါ်သေးတော့ဘာဖြစ်သွားလဲဆိုတော့ဟိုဖလင်းနေပြတ်သွားတဲ့ခင်ရောက်သွားတယ်တဲ့လားဖလင်းနေပြတ်သွားတော့လေသူမှရုပ်ရှင်ရိုက်လို့မရဘူးပေါ့နော်နောက်ဖလင်းပြန်ပေါ်လာတော့ခုနလိုကာလာပိုင်းဆိုင်ရာအနေနဲ့ပေါ်လာကြတာပေါ့နော်ဟိုကက်ဆက်ခွေဇက်လန်းနေပါလေတွင်းတဲ့ဟာမှာကျတို့ခက်ကဟိုမင်းသားကြီးကိုဦးနေဝင်ကောလိပ်နေဝင်ဦးမြတ်လေးနော်ဦးညိုဝင်းဦးဝင်းဘိုးတို့ဦးကျော်ဟိန်းတို့အဲ့လိုခက်တယ်ပေါ့အဲ့ဒီကနေဖလင်းနေပြတ်သွားတော့ကျတို့တွေကကက်ဆက်ခွေဇလန်းသွင်းကြတယ်အဲ့ဒီကနေဝင်ငွေလေးတစ်ခုရရှိလာတာပေါ့နော်မင်းသမီးဆိုတာလေတချင်းလဲဆိုတတ်မယ်လို့ပြောတဲ့အတွက်အရန်အတော်ကြီးမဟုတ်ဘူးနည်းနည်းပါးပါးတော့ဆိုတတ်တာပေါ့နော်ရုပ်ရှင်တချင်းဆိုရုပ်ရှင်ကားတွေမှာတီးတန့်ပေါ့နော်ဆက်ကြတယ်ဆက်ပြီးတော့မှအဲ့ရုပ်ရှင်ကားတွေအဲ့ဒီမှာထွက်တော့အဲ့တချင်းကအောင်မြင်မှုတွေရတဲ့ခါမှာရုပ်ရှင်တချင်းတွေကိုပြန်လွှင့်တဲ့ခါမှာအရန်သဘောကျတာပဲနောက်တစ်ခုကျတော့ဇလန်းပမာနာစင်စရာလို့လေအတန်လွှင့်ဇတ်တို့လေအဲ့ဒါလေးနားထောင်မယ်ငါအဲ့လိုတွေဘလို့တရုပ်ဆောင်တာလဲမသိဘူးဘလို့ပြောတာလဲမသိဘူးအဲ့လိုတွေလှုပ်ချင်လိုက်တာအဲ့ဒီချင်းချင်းမှဒီမြမရုပ်ရင်တန်ကြားနေအောင်ကျတို့ခောက်ပေါင်းများစွာရောက်ခဲ့ရတယ်အဲ့လိုအတန်လွှင့်ဇတ်တွေပုံပြင်လေးတွေပြောတာလေးတွေဇလန်းပမာလေးတွေအများကြီးတွင်ခဲ့ရတာပေါ့နော်အဲ့ဒါကျတို့ဒါဖြတ်တန်းခဲ့ရတဲ့ရှေ့ပိုင်းကအမှုပညာတွေကအဲ့ဒါလေးလည်းပါရှိခဲ့ပါတယ်ဒီမှာကိုခိမကျမခန္ဓာကိုယ်အားချင်းမမျှလို့ရှင်ရမယ်ကျမအချစ်ကိုရှင်တစ်သက်လုံးမရနိုင်ဘူးတစ်သက်လုံးမရနိုင်ဘူးရှင်လို့လူစားမျိုးကျမမချစ်ဘူးဆယ်သက်ဆယ်ကဘာဘယ်ခါမှမချစ်ဘူးမသိလားကျတို့ဦးဝင်းကနေပြီးတော့ခိုင်မာလာနင်းစီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုကျတို့နဲ့ပြန်ရိုက်ပါတယ်အဲ့ဒီဇာတ်ကားကြီးရိုက်နေတုန်းမှာဝင်မှာမကြမ်းမမာဖြစ်ပြီးတော့အတူကွယ်လွန်သွားပါတယ်တော်တော်လေးကြာပြီးတော့မှဆက်သွယ်လာတယ်ခိုင်မာနာနင်းစီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုဆက်ရိုက်မယ်ဆိုပြီးတော့မှဦးကြည်စိုးထွန်းဖြစ်သွားတယ်ဦးကြည်စိုးထွန်းကနေပြီးတော့ဆက်ရိုက်ဖို့ဆိုတော့ကျတို့ကချိန်ထားတဲ့ရက်ကိုတော့သိနေတယ်သူတို့ရောက်နေတဲ့နေရာတော်တော်ဝေးတဲ့နေရာကိုရောက်နေတချင်းသွားဆိုတာဒီဒုက္ခပဲငါရှူတင်တော့မှီပါမလားမသိဘူးကိုကလည်းခုမှဒီဒါရိုက်တာကြီးနဲ့စတွေ့ရမှာဆိုတော့လေလေးစားတယ်ကြောက်လေကြောက်တယ်တွေ့လေတွေ့ကျင်တယ်လေဒီကားကလည်းကိုကရိုက်ပြီးသားအဆက်ဆိုတော့လေအဲ့တော့မခွေးကနေပြေးရောက်သွားကားနဲ့သွားတာပြေးရောက်တော့ယထာလက်မှတ်သွားပြီးတော့ယထာလက်မှတ်လေခုံကိုနဲ့ပါတဲ့လူကခုံမဲ့ကိုကလည်းယူဟူတမ်းမဲ့ရတော့တယ်ညယထာပဲရတယ်မနေ့အစောကြီးရောက်တယ်9 နာရီရန်ကုန်မြို့အိမ်ရောက်တော့ခဏတစ်ဖြုတ်လေးပဲနားပြီးတော့ရေမိုးချိုးပြီးတော့အဲ့ခိုင်မာလာနင်းစီရုပ်ရှင်ဇာတ်ကားကြီးဆက်ရိုက်ဖို့အတွက်ရှူတင်ကိုသွားပါတယ်အဲ့ဒါညွတ်မြတ်မှာရုပ်ရှင် channel မှာအဲ့တော့စက်တင်ဆောက်ထားကြတာလေဒါရိုက်တာဦးကြည်စိုးထွန်းကနင်းအတွက်ဟိုတဲ့ဦးဝင်းကလည်းဇညုံးရေးထားတာတော်တော်ကောင်းနေတဲ့အခန်းကြီးဟိုတဲ့အဲ့ဒါဟုတ်ကဲ့ကျတို့စူးစမ်းပါမယ်လို့ဆိုတော့ first day shooting မှာပဲငါနေ့ကိုရုပ်ရှင်ကားကြီးတခါရိုက်လို့တဲ့ညီဟာရုပ်ရှင်စကားတွေမှာစိမ့်စိမ့်ဆိုတဲ့နေရာနေတရုတ်ဆိုင်ရမယ်တဲ့စိမ့်စိမ့်ရယ်ဝဝရယ်နီနီရယ်တမီးနဲ့အမိများเนาะအဲ့ဒီရုပ်ရှင်စကားကြီးမှာတရုတ်ဆောင်ရပါမယ်တဲ့ဆိုတော့ဟုတ်ကဲ့လို့ကျတို့ဖတ်ကြည့်ပြီးအကိုကိုအကြောင်းပြပါမယ်လို့ဟိုတရုတ်ဆောင်ရတာလေကိုနေရာနဲ့
ကိုကြီးပဲခုနလိုပေါ့နော်နေရာတွေကတော့ကိုတရုပ်ဆောင်နိုင်ရင်စောင်းနိုင်တယ်လို့ပေါ့နော်ဟိုအောင်မြင်မှုတွေရမှာပါတဲ့အနေစူးစမ်းပေါ့တဲ့အားလုံးကတော့အကယ်ဒမီရပြီးတဲ့လူတွေပဲနေတယောက်ပဲအကယ်ဒမီမရသေးတာတဲ့သူပြောတယ်ဟုတ်ကဲ့လို့ကျတို့ပို့ပြီးတော့စူးစမ်းပါမယ်လို့တမီးနဲ့အမေများဆိုရရုပ်ရှင်ဇာတ်ကားကြီးမှာကျတို့ကဟိုစိမ့်ဆိုတဲ့ character နေကနေတရုပ်ဆောင်ရပါတယ်အဲ့ဒီမှာတငယ်ချင်း3ယောက်ပေါ့နော်စိမ့်ရဲ့ဝဝရဲ့နီမှာအဲ့ဒီဇာတ်ကားထဲမှာပေါ့နော်ဟိုတငယ်ချင်း3ယောက်ကငယ်လေးတွေကအရန်ချစ်ကြတယ်တငယ်ချင်းခီးသွားရင်လည်းပြန်ပေးဆွဲခံရတဲ့ခါမှာပြန်လာတော့ဘသူကကိုဝင်ရှိမှမသိဘူးအဲ့ဒီမှာကိုဝင်ရှိမှမသိတဲ့နေရာမှာအဲ့ဒီမှာဟိုနတ်မကြီးကိုသွားပြီးအတဲကြီးတို့ထဲကဘသူကိုဝင်ရှိတာတယ်တောင်းအောင်စလုံးကကျမတို့ပါပဲဘာလို့ဒီလိုဖြစ်ရတယ်ပဲတယောက်တည်းပဲဖြစ်ရမှာပေါ့ကျမတို့ပဲတောင်းအောင်စလုံးကိုဝင်ရှိတာ你这样子不对。什么玩意？你就这公文信给你这往没来。这个，你这在老板心里的。什么？给，你这往哪能办的？အဲ့လိုပြောပြီးတော့နောက်ညီတို့တော့တဲ့အဲ့ဆိုဘာမှလုပ်နေမလုပ်ပြီးလေရတယ်ကျမတို့ဖြတ်ချလိုက်မှာပေါ့တဲ့အဲ့လိုဆိုအဲ့လိုတော့မလုပ်နဲ့တဲ့ဆိုပြီးတော့အဲ့တော့အဲ့အရွယ်လောက်ကနေဟိုနောက်တက္ကသိုလ်ကျောင်းသူအဲ့လိုနောက်အမေရွယ်ပါသွားတယ်အဲ့တော့ကလေးတယောက်ရရှိတာဒါပေမဲ့အဲ့ကလေးကတည်သွားတယ်ဟိုကမ်းမောက်ပြီးတော့ဆိုတော့နောက်မမျော်လင့်မင်းနဲ့ပြန်ပေါ်လာတယ်ပေါ့နော်သူကအမေကိုရှာတယ်နောက်ပြီးဆိုဟိုကျသူကစင်းဆိုတော့စင်းကမေမြို့မှာဟိုတယ်လောက်ဟန်လောက်တဲ့ခါမှာသူကရုပ်ရှင်ရိုက်ဖို့ကအတွက်လာတဲ့ခါမှာသူနဲ့သွားတွေ့တော့သူ့ကိုမကျေနပ်ဘူးငါတို့တငယ်ချင်းတုံးကအချက်ကိုလိုက်ခွဲတယ်မင်းသမီးပဲဆိုပြီးတော့အဲ့လိုကြည်တဲ့အကြည်လေးအဲ့ဒီကနေပြီးတော့ကိုယ့်ရဲ့သူကကြော်ရင်သူကအဲ့ဒီမင်းသမီးကသူနဲ့ပဲလိုက်တွဲတော့ဟိုတော့စိမ့်ကပို့ပြီးတော့မကျေနပ်လာတော့သူနဲ့ပြဿနာဖြစ်ရတယ်ရန်နေဖြစ်ရတယ်ရန်နေဖြစ်ပြီးတော့သူကနေပြီးတော့မောက်မာတွေဟိုငယ်တုန်းကတိတ်ပုံဘိုင်မကြည့်ဘူးလားပြောရခါမှာစိတ်ဆိုးပြီးတော့သူ့ကိုပိုင်းရတယ်အခန်းကြီးအဲ့အခန်းကြီးအရေးကြီးတယ်နော်တဲ့တိုက်တာဥတီစိုးထွန်းကပြောတယ်စိတ်ထဲမှာစူးစမ်းမှုတွေပို့ပြီးတော့တွန်းအားပေးသလိုက်လို့ဖြစ်သွားတယ်ခရက်ပို့ပြီးတော့လည်းစူးစမ်းခဲ့ပါတယ်အရင်ကလည်းစူးစမ်းပါတယ်စပြီးတော့လက်ခံခဲ့တဲ့နှစ်မြုပ်ပြီးတော့ငါဘယ်လို character နေဘယ်လိုနေရာနေဘယ်လိုတရုပ်ဆောင်ရမလဲဆိုပြီးလုပ်ခဲ့တဲ့ဒီသမီးနဲ့အမေများမှာအရန်မြှုပ်မှန်းခဲ့တဲ့အကယ်ဒမီဆုကြီးကိုစုခုခဲ့ပါတယ်ဒီလုံးတော့သိမြင်ပြီးပြောနေရတာနားလေလားဒီပြူရဲ့ဆွေတဲ့အလုပ်တွေကိုချက်တန်းရိုက်ရက်တာဒီကလေးငါတက်ဖို့ကဆင်းသွားအန်တီရဲ့တစ်ဖက်ဆောင်နေသူတို့ပြောတတ်တာ哦အန်တီသားသမီးကြီးကိုချင်းမဆန်တာကျမအန်တီရမွေးအန်တီသမီးအရွယ်လားကိုသားသမီးဒီလောက်ရင့်စီပြောဖို့မကောင်းဘူးအန်တီရောဒီနေ့ကလိမ်မာလို့နည်းနည်းလေးကမမိုက်ဘူးလားငငယ်ရွယ်နဲ့တိတ်ကုန်ကလေးမမွေးဘူးပါဘူးလို့အန်တီပြောနေလားမရင်းနိုင်လားတဲ့ဟောကယ်ဒမီဆုရတော့မှဆိုရင်မင်းမြင့်ခိုင်ရဲ့အသက်က42နှစ်ထဲကိုရောက်ပြီအဲ့တော့ကိုကမင်းသမီးစပြီးလုပ်တာ16နှစ်သမီးကနေစပြီးလုပ်ခဲ့တာဒါပေမဲ့အမှုပညာလုပ်ကိုဇွဲမလျှော့ပဲနဲ့ငါတစ်ချိန်ချိန်မှာတော့အောင်မြင်မှုတွေရမှာပဲအရင်တော့ဒီဂျားထဲမှာလေရုပ်ရှင်ကားတွေ nomination မှာအကယ်ဒမီအတွက်ပါခဲ့ပြီးမယ်ကိုယ့်ရဲ့ကန်တရားနဲ့မထိုက်တန်နေတော့မရသေးတော့တခြားပေါ့နော်အဲ့လိုရသွားတဲ့လူတွေကိုလည်းမြစ်တာပွားတယ်အဲ့တော့ကိုစူးစမ်းအထုတ်လာတဲ့အတွက်အကယ်ဒမီဆုကိုဒီသမီးနဲ့အမေများဆက်ကမှာပထမဦးဆုံးကျင်းရရှိခဲ့ပါတယ်အဲ့ရရှိခဲ့ပြီးတော့နောက်ပိုင်းမြန်မာနိုင်ငံရုပ်ရှင်စီးရုံးကရိုက်ကူးတဲ့သူတို့ခင်တဲ့သူတို့ရဲ့ဆိုတဲ့ရုပ်ရှင်စကားမှာလည်းမင်းသမီးတွေအပြိုင်တရုပ်ဆောင်ခဲ့တဲ့ကားမျိုးတွေလည်းရိုက်ကူးခဲ့ပါတယ်မခင်ဒီအော်မမြင့်ဘာကိစ္စရှိလို့လဲဟိုရုံးခန်းထဲမှာတတိခတော်ကြီးရောက်နေလို့လာခေါ်တာပါရှင်ဩအေး
ယောက်တုံးသရင်တွေကြီးလိုက်ရအောင်ကောင်းသားပဲနည်းနည်းကောင်မောင်နေတော်တော်ပြင်မနေဘူးလား ဘယ်မှမဟုတ်မောရခုပါတော့ စီးနေတန်းလုံးနေဦးမယ်နော် ဟုတ်ကဲ့ဗျာ နောက်ပိုင်းကျတော့မင်းမြင့်ခိုင်အဲ့ဒီပေါ့နော်ဒီကားတွေရိုက်ကူးပြီးတော့နောက်ရုပ်ရှင်စကားတွေဆက်လက်ပြီးတော့ရိုက်ကူးတဲ့အခါမှာမင်းမြင့်ခိုင်ရဲ့ပေါ့နော်ဒါလည်းဒုတိယအကြိမ်အောင်မြင်မှုရရှိမယ်ဒရိုက်တာတက်မောင်မောင်ဝိထုစာရေးဆရာမကြီးဒေါက်ခင်နီဝေတဲ့အောင်မြင်သောနေ့ဆိုတဲ့ရုပ်ရှင်စကားကြီးကိုဆက်လက်ပြီးတော့ရိုက်ကူးခဲ့တယ်အဲ့ဒီကမှလည်းထူးထူးခြားခြားတရုပ်ဆောင်ရပါတယ်ယောက်ျားကကိုယ်အရန်ချစ်တဲ့ခါမှာကိုကတားတယောက်ရနိုင်ပြီဒါပေမဲ့ကိုယ်ကိုလိုက်ပြီးတော့ပိုးပန်းခဲ့တဲ့လူကနေပြီးတော့လိုက်ပြီးတော့အရင်တော့1962ခုနှစ်လောက်ကဇလန်းဆိုတော့အဲ့ဒီမှာပါတီဝဲမှာအဲ့လိုမိန်းမကိုကြီးတီနဲ့အဲ့လိုပြောတဲ့ခါမှာယောက်ျားဖြစ်သူဦးထွန်းနှုံဝင်ကစိတ်မထိန်နိုင်ဘူးတနက်နဲ့ပြတ်တက်လိုက်တော့သူကအဖမ်းခံတော့သူ့ကိုကျိုးစီမတည့်ရမယ်အရင်ကိုသူပူပဲစိုးရင်ပူပန်မှုတွေတောကရင်းနေပေါ့နော်ဗျာများပြီးတော့ယောက်ျားကိုမှုပေါ့စီခြင်းနဲ့လိုက်ခဲ့ပြီးမဲ့လောကကြီးကသူဖြစ်စီခြင်းသူလို့ဖြစ်မလာပဲနဲ့သူကယောက်ျားကျုပ်ပေးခံလဲရတယ်ပေါ့နော်အဲ့တော့ तू အဲ့ဒီမျိုး तू မသွားတော့တားကိုပဲလွှတ်လိုက်တယ်ဘဝမှာအောင်မြင်သောနေ့ဖြစ်ဖို့အတွက်ကကိုဖြစ်ချင်တယ်တွေဘာမှမဖြစ်ရဘူးအဲ့တော့အရာရာသူ့သဘောနဲ့ तू ဖြစ်နေမှလားဆိုတာလေးနဲ့အတိတရားတွေရရှိပြီး तू အပူတွေရမ်းဝိုင်းနေရနေပြီးတော့ तू လက်ရှိဝတ်သွားတယ်နော်တီလာရှင်ဝေ့ပြီးတော့မှ तू အဲ့ဒီနေ့ကတားလိုက်ခေါ်တယ်လေအမေရဲ့ဆိုအမေလို့မခေါ်နဲ့တော့တဲ့ပြောပြီးတော့ဆရာလေးလို့ခေါ်တယ်ဆရာလေးရဲ့ဆိုတော့ဒါဒီနေ့ကဆရာလေးရဲ့အောင်မြင်သောနေ့ပါပဲဆိုပြီးတော့ तू ကလှမ်းပြီးတော့ထွက်လိုက်တဲ့ခါမှာခြေတော်လေးမှာအမေဆိုလှမ်းခေါ်တဲ့ဟာဒီပေါ့နော်ခြေတော့ခွန်မှာကျိုးလေးတစ်ချောင်းနဲ့ညှိတွယ်သွားသူ့ရဲ့တန်ရောစရာသူ့တာဒါပေမဲ့သူအဲ့ဒါကိုဖြတ်ပြီးတော့ထွက်သွားလိုက်တယ်အဲ့ဒီခန်းလေးတွေအဲ့ကမှာဒုတိယချိန်အကယ်ဒမီဆုရရှိခဲ့ပါတယ်